အပိုင်း6ပြီးပြည့်စုံသောခိုင်ခန့်မှုနှင့်အနာဂတ်လူတွေကကာစီအိုကိုဈေးသက်သာပြီးခိုင်ခန့်တဲ့နာရီလိုပဲမြင်ကြတယ်ဒါပေမဲ့2000ပြည့်နှစ်နောက်ပိုင်းမှာကာစီအိုကဒီအမြင်ကိုစိန်ခေါ်လိုက်ပါတယ်ဂျပန်နိုင်ငံယာမာကာတာစက်ရုံမှာပရီမီယမ်ပရိုဒက်ရှင်လိုင်းကိုတည်ထောင်ပြီးစိန်ခံနာရီတွေကိုထုတ်လုပ်ပါတယ်NRG Mr. G-Shock Series တွေဟာတိုက်တေနီယမ်ကိုရဲဆာမူရိုင်းနာသွေးတဲ့နည်းပညာဇာရက်စုပေါ်လစ်ရှင်းနဲ့လက်လုပ်ဖန်တီးထားတာပါဈေးနှုန်းဒေါ်လာ9000ကနေ1000အထိရှိပါတယ်ဒီဂျစ်တယ်နာရီကလည်းလက်စုရီဖြစ်နိုင်တယ်ဆိုတာသက်သေပြလိုက်တာပါ2019မှာတော့ကာဗွန်ကောကတ်နည်းပညာကိုမိတ်ဆက်တဲ့တံမဏိထက်ပေါ်ပြီးပိုခိုင်တဲ့ကာဗွန်ဖိုင်ဘာကိုသုံးထားတာပါဒီနည်းပညာနဲ့ထွက်လာတဲ့ GA 2100ကာစီအိုက်ဟာကဘာတဝန်းမှာပောက်ကွဲသွားတယ်ပါလွာတယ်ရိုးရှင်းတယ်ဒါပေမဲ့ G-Shock ရဲ့ခိုင်ခန့်မှုရှိနေတော့မယ်ယနေ့ခေတ်မှာ Apple Watch လို Smart Watch တွေခေတ်စားလာတဲ့အခါကာစီအိုကလည်း G-Shock လိုမျိုး Fitness Tracker တွေ Wear OS သုံးထားတဲ့ Smart Watch တွေနဲ့တုံ့ပြန်နေပါတယ်ကာစီအိုရဲ့ခရီးစဉ်ကိုပြန်ကြည့်မယ်ဆိုရင်စစ်လိတ်လက်စွပ်ကနေစခဲ့တယ်။ဒနန်းပေါင်းဆက်နဲ့ကြီးပွားခဲ့တယ်။နာရီလောကကိုပြောင်းလဲခဲ့တယ်။သူတို့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Creativity and Contribution ဖန်တီးမှုနဲ့အကျိုးပြုမှုဆိုတဲ့အတိုင်းကာစီအိုဟာလူသားတွေရဲ့လက်ကောက်ဝတ်ပေါ်မှာအမြဲတမ်းနေရာယူထားဦးမှာပါ။